ရှေရှေတုံးကပေါ့ကွယ်တစ်ပင်ကြီးတစ်ပင်နဲ့ကောင်လေးတစ်ယောက်ရှိခဲ့ဘူးပါတယ်ကောင်လေးဟာဒီတစ်ပင်ကြီးအောက်ကိုရောက်လာပြီးစော်ကစားလေးရှိခဲ့အပင်ပေါ်ကအသီးကြီးကိုခူးစားမယ်တစ်ကြီးခိုပြီးတရိတ်တမောအိပ်ဆမ်းမယ်အပင်ပေါ်တက်ပြီးမြောင်လွဲကြိုလုံမယ်တစ်ပင်ကြီးကကောင်လေးကိုအယမ်းချစ်တယ်လို့ကောင်လေးကလည်းတစ်ပင်ကြီးကိုအယမ်းခင်တွေ့ခဲ့တာပေါ့ဒါပေမဲ့အချိန်တွေဆိုတာဒီမြဲမနေပါဘူးကောင်ကလေးဟာတဖြည်းဖြည်းအရွယ်ရောက်ကြီးပြင်းလာခဲ့တယ်အရင်လိုတစ်ပင်ကြီးနားကိုမကတ်တော့ဘူးတစ်ပင်ကြီးခမရမှာတော့သူ့အနားလာပြီးကစားဖို့မျှော်နေရှာတာပေါ့တနေ့ကျတော့ကောင်လေးပြန်ရောက်လာတယ်ဒါပေမဲ့သူကကစားဖို့ပြန်လာတာမဟုတ်ဘူးသူ့လိုချင်တာတွေအယုတ်တွေဝယ်ဖို့ပတ်စံမရှိတဲ့အကြောင်းတစ်ပင်ကြီးကိုရင်ဖွင့်တယ်တစ်ပင်ကြီးကသူ့မှာပတ်စံမရှိပေမဲ့သူ့အဘော်ကအသီးတွေကိုခူးပြီးဈေးမှရောင်းရင်ပတ်စံရနိုင်ကြောင်းလမ်းညွှန်ခဲ့တယ်။ကောင်လေးလည်းဝမ်းသာအားရနဲ့အသီးတွေအကုန်ခူးယူပြီးထွက်ခွာသွားတော့တာပေါ့။တစ်ပင်ကြီးကတော့ပေးဆက်လိုက်ရပေမဲ့ကောင်လေးပြို့သွားတော့ကိုကြည့်ပြီးကျေနဲ့ကြံရစ်ခဲ့တယ်။ဒီလိုနဲ့ရက်တွေလက်တွေနှစ်တွေအကြာကြီးပြောင်းလဲကုန်ဆုံးသွားတယ်။ကောင်လေးပြန်မလာခဲ့ပါဘူး။တနေ့ကျမှအရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးပြန်ရောက်လာတယ်။တစ်ပင်ကြီးကတော့ဝမ်းသာအားရစီးကြိုပြီးအတူကစားဖို့ခေါ်တာပေါ့ဒါပေမဲ့ကောင်လေးကညံ့နေသူအိမ်တော်ကြနေပြီမိသားစုအတွက်နေစရာအိမ်တစ်လုံးလိုနေတယ်အဲ့ဒါကြောင့်ကစားဖို့အချိန်မရှိဘူးလို့ပြောတယ်တစ်ပင်ကြီးကမေတ္တာကြီးမှသူပြီးပါပဲကောင်လေးအစဉ်ပြေဖို့အတွက်သူ့ရဲ့တန်မာတဲ့အကိုင်အခတ်တွေကိုခုတ်ယူပြီးအိမ်ဆောက်ဖို့ခွင့်ပြုလိုက်ပြန်တယ်ကောင်လေးဟာချက်ချင်းပဲအကိုင်အခတ်တွေအကုန်လုံးကိုခုတ်ယူပြီးထွက်ခွာသွားပြန်တယ်။တစ်ပင်ကြီးခမအယိုးပရိုင်းကြံခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့ကောင်လေးအိမ်ရသွားပြီဆိုတဲ့အသည့်နဲ့ဝမ်းသာနေသေးပါပဲ။အချိန်တွေထပ်ပြီးကြာသွားပြန်တယ်။ဒီနေ့မှာတော့တက်လက်ပိုင်းအရွယ်ကောင်လေးပြန်ရောက်လာတယ်။တစ်ပင်ကြီးကတော့မျှော်နေရှာတာပေါ့။ဒီတစ်ခါကောင်လေးကဘဝကိုစိတ်ကုံလို့ခရီးထွက်ခြင်းတယ်။ရွက်လေးတစ်စင်းလူခြင်းတယ်လူပူစားပြန်တယ်။တစ်ပင်ကြီးမှာပေးစရာအသီးလည်းမရှိအကိုင်းနဲ့မရှိတော့ဘူးဒါပေမဲ့မင်းလိုချင်နေဆိုရင်ငါရဲ့ပင်စီလုံးကြီးကိုခုတ်ယူပြီးရွက်လေးလုတ်ပါတော့လို့ပေးဆက်လိုက်ပြန်တယ်ကောင်လေးကတစ်ပင်ကြီးရဲ့နောက်ဆုံးပိုင်ဆိုင်မှုထက်တဲ့ပင်စီကြီးကိုခုတ်ယူပြီးထွက်ခွာသွားလျော်တစ်ပင်ကြီးဟာပျော်တော့ပျော်သွားတယ်ဒါပေမဲ့ဒီတစ်ခါတော့တကယ်ကိုဝမ်းနေပြီးအထီးကျန်ခဲ့ရပြီပေါ့နှစ်ပေါင်းများစွာကြာပြီးတဲ့အခါကောင်လေးဟာအိုမေးမစွမ်းတဲ့အရွယ်နဲ့ပြန်ရောက်လာပါတယ်။တစ်ပင်ကြီးကတော့အာနာစွာနဲ့သူ့မှာပေးစရာအသီးလည်းမရှိတက်ကစားစရာအကိုင်းနဲ့ပင်စီလည်းမရှိတော့ဘူးဆိုနေပြောပြတယ်။ဒါပေမဲ့ဒီတစ်ခါကောင်လေးကဘာမှမလိုချင်တော့ပါဘူးတဲ့။သူပင်မနေပြီ။သွားဖို့လာဖို့လည်းအားမရှိတော့ဘူး။ငင်းငင်းချမ်းချမ်းပဲအနားယူကျင်တော့တယ်လို့ဖွင့်ဟလာတယ်။အဲ့ဒီအခါကျမှတစ်ပင်ကြီးကဝမ်းသာမျက်ရည်ကျပြီးငါလိုတင်းကိုတိုးလေးကထိုင်ပြီးအနားယူဖို့အတွက်အကောင်းဆုံးနေရပါလာပါငါအပေါ်မှာထိုင်ပြီးအနားယူလိုက်ပါအောင်ဆိုပြီးမိတ်ခေါ်လိုက်ပြန်တယ်ကောင်လေးလည်းတင်းကိုတိုးပေါ်မှာထိုင်ချလိုက်ပြီးနှစ်ယောက်သားငင်းချမ်းစွာအတူရှိသွားကြတော့တယ်မိတ်ဆွေဒီပုံမြင်လေးကတစ်ပင်နဲ့ကောင်လေးအကြောင်းတတ်မဟုတ်ပါဘူးဒါဟာတင်းနဲ့တင်းမိဘတို့ရဲ့ပုံမြင်ပါတစ်ပင်ကြီးကကျွန်တော်တို့ရဲ့မိဘတွေပါငယ်ငယ်တုန်းကကျွန်တော်တို့သူတို့နားမှာကတ်နေတယ်။ကြီးလာတော့ကိုလောကနဲ့ကိုခွဲခွာသွားကြတယ်။အခက်အခဲရှိမှလိုချင်တာရှိမှမိဘစီပြန်သွားတတ်ကြတယ်။မိဘဆိုတာကိုသားသမီးပျော်ရွှင်ဖို့ဆိုရင်ကိုအသက်ခန္ဓာကအစအရာအလုံးကိုပေးဆက်ဖို့အသင့်ရှိနေတတ်ကြပါတယ်။